ဟုတ်ကဲ့ကျွန်တော်ကတော့ FK United ကအားချမယ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့ကျွန်တော်အလူလေးခံချင်လို့ပေါ့နော်အားလုံးပဲမင်္ဂလာပါဒီချိန်မှာမင်္ဂလာပါလို့ပြောရတာတော့ကျွန်တော်တို့အတွက်စကားမတက်ဆိုင်တော့ဘူးပေါ့နော်အဲ့တော့ကြောင့်ထားလိုက်ပါတော့ကျွန်တော်အလူလေးခံချင်လို့ပါဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီဘယ်လိုပြောငလင်တန်ခံစားလိုက်ရတယ်ပေါ့နော်ငလင်တန်ခံစားလိုက်ရတဲ့သူတွေရှိတယ်ကျွန်တော်မန္တလေးတို့နေပြည်တော်တို့အဘတ်တွေရှိတယ်ကျွန်တော်တို့အဘတ်တွေကိုကျွန်တော်ကိုယ်တိုင်မြေပြင်ဆင်းပြီးတော့ကျွန်တော်တွားလှူချင်လို့ပါဆိုတာကျွန်တော်ကတော့ဗျာပတ်သက်အများကြီးမဆိုင်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်အားလုံးရဲ့အလှူအနေနဲ့ကျွန်တော်တွားလှူချင်ပါတယ်ဘယ်နေရာကြီးဖြစ်မလဲဆိုတော့ကျွန်တော်ဒီလူသူအရောက်ပေါက်နေတယ်ပေါ့နော်ကျွန်တော်ဒီအမရပူရတို့အင်းဝါတို့ဒီကျွန်တော်ပျော်ပွဲတို့ရမဲတင်းတို့ပေါ့နော်ပြင်းမနာတို့ကျွန်တော်အဘတ်တွေကျွန်တော်တွားချင်ပါတယ်အဘတ်တွေကလူအရောက်ပေါက်နည်းနေသေးရပေါ့နော်ဒီချိန်မှာကျွန်တော်ဘယ်ရက်လောက်ကျွန်တော်တွားချင်လဲဆိုရင်ကျွန်တော်ဒီတကြံတွင်းပိတ်ရက်ပေါ့နော်တကြံတွင်းအယုံပိတ်ရက်မှာကျွန်တော်တွားမှာဖြစ်ပါတယ်ကျွန်တော်73ရက်နေ့လောက်တော့ကျွန်တော်ဆင်းကျင်ပါတယ်ကျွန်တော်လည်းပတ်သက်အများကြီးမနိုင်တဲ့ကြောင့်ကျွန်တော်အားလုံးရဲ့အလှူအနေနဲ့ကျွန်တော်တွားချင်ပါတယ်ကျွန်တော်ကိုလာလှူလို့ရပါတယ်ဆိုတာဗျာကျွန်တော်ပတ်သက်အများကြီးမတတ်နိုင်ဘူးရတယ်အဆင်ပြေတဲ့ကိစ္စမရှိဘူးကျွန်တော်ဒီဘယ်လိုပြောရမလဲကိုလှူခြင်းတဲ့ပစ္စည်းပေါ့နော်ဘယ်ပစ္စည်းမဆိုကျွန်တော်ထည့်ပေးလို့ရပါတယ်ကျွန်တော်ဒီ10ရက်နေ့လောက်တော့ကျွန်တော်နောက်ဆုံးထားပြီးတော့ကျွန်တော်လှူလို့ရတယ်ပေါ့နော်နောက်ဆုံးရက်နေ့လောက်ထားပြီးတော့လှူလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်တောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ FK United ကအသင်းသားတွေလည်းပါမယ်ပေါ့နော်တချို့အကဲလို့ဗျာကျွန်တော်တခြားဘလို့ကုညီကျင်တဲ့သူတွေရှိရအကဲလို့ဗျာတင်မှာကျွန်တော်ကားနဲ့လိုက်ပို့ပြီးမှဖြစ်အကုန်လုံးဗျာအဆက်ဆက်ရာကျွန်တော်ပဲစီစဉ်ရမှာဟုတ်အဲ့တော့ကြောင့်ကျွန်တော်စီစဉ်ပေးခြင်းနဲ့ကိုကားတက်နိုင်ကားပေါ့နော်ကားစီဖို့တက်နိုင်ကားစီဖို့အဲ့လိုမျိုးပေါ့နော်အဆင်ပြေလို့ကျွန်တော်ကုညီလို့ရပါတယ်ကျွန်တော်တို့ဘယ်လိုပြောတူတူသွားလို့ရမယ်လိုက်ချင်တဲ့သူတွေလိုက်လို့ရတယ်ဒီကျွန်တော်တို့တူတူသွားကြမယ်ဘယ်လိုပြောရမလဲဒုက္ခရောက်နေတဲ့သူတွေကျွန်တော်ကူညီကြမယ်ကျွန်တော်ပုံမှန်လင်းပြောရင်တော့ကျွန်တော်ပထမကျွန်တော်ပတ်စံအလှမခံဘူးလို့ပေါ့အလှမခံတော့ဘူးလို့ကျွန်တော်စဉ်းစားတယ်ဒါပေမဲ့လည်းဘာဖြစ်ကျွန်တော်တို့ပတ်စံရှိမှကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကျွန်တော်ဝယ်နိုင်မယ်အဲ့တော့ကြောင့်ကျွန်တော်ကပတ်စံလေးကိုငွေကြေးတက်နိုင်ငွေကြေးပေါ့ဗျာဥမာကိုကဒီစားစရာတွေပါတွေသူတို့တော့ပေးခြင်းတယ်ဆိုရင်ဒီစားစရာတည်ရမှာတခြားဝေယဝစ္စပစ္စည်းတွေဗျာဥမာကျွန်တော်တို့ဒီ snackery pad တို့တည်ရမှာအမျိုးသမီးလာတင်သုံးလို့ပါတော့အဲ့လိုဟာတွေပေးခြင်းတယ်ဆိုလဲကျွန်တော်ပေးလိုက်လို့ရတယ်ဒီကျွန်တော်10ရက်နေ့နောက်ဆုံးပေါ့နော်နောက်ဆုံးလောက်တော့ထားပြီးတော့ကျွန်တော်ဟိုဟာဖြစ်လို့ရတယ်ကျွန်တော် KB နံပါတ်ကျွန်တော် KB မှာလာလှူလို့ရပါတယ်KB နံပါတ်ကတော့3998081334ပါနာမည်ကတော့ဇွဲစော်ရှိန်ပါခင်ဗျာကျွန်တော်ကိုတက်နိုင်လောက်လှူလို့ရတယ်1000တက်နိုင်1500တက်နိုင်900ကိစ္စမရှိပါဘူးကျွန်တော်စင်းရင်းအင်းနေကျွန်တော်အကုန်တေချာကျွန်တော်ချပြပေးမယ်ကျွန်တော်သွားတဲ့အခါကျရင်လည်းကျွန်တော်ဘယ်နေရာမှာဘလို့ရှိရဆိုလဲအကြောင်းလေးတော့ကျွန်တော်အဲ့လေးတော့တင်ပေးမယ်အဲ့ဒါလေးတော့တခြားဘွေမြူကြပါနဲ့ကျွန်တော်ကင်မရာထောင်ပြီးကျွန်တော်သွားမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဘယ်နေရာမှာလှူခဲ့တယ်ဆိုတဲ့အရာလေးတော့ကျွန်တော်တက်သိအနေနဲ့ကျွန်တော်ယူလာခဲ့ပေးပါမယ်တင်ပေးပါမယ်ကျွန်တော်ဒီတချံပိတ်ရပေါ့နော်ကျွန်တော်73ရက်နေ့တော့ကျွန်တော်မှန်းထားတယ်73ရက်နေ့လောက်တော့ကျွန်တော်ဆင်းမယ်ကျွန်တော်ဒီလူသူအရောက်ပေါက်နေတဲ့ပေါ့နေရာကြီးပေါ့နော်အဘတ်ဒီတော့ကျွန်တော်ဆင်းမယ်အဲ့လိုမျိုးတော့ကျွန်တော်စဉ်းစားထားတယ်ကျွန်တော်ကိုတက်နိုင်တယ်လို့ကူညီလို့ရပါတယ်ဥမာကားတက်နိုင်ကားကျွန်တော်စီတက်နိုင်စီပေါ့နော်ကျွန်တော်ဘယ်ရဖြစ်ဘယ်လိုပြောကူညီခြင်းနဲ့အကိုတွေအမတွေအတော်တွေဦးလေးကျွန်တော်ကူညီလို့ရပါတယ်ကျွန်တော်တို့ဘောလုံးချစ်တဲ့ကျွန်တော်တို့ရဲ့ပရိသတ်တွေဘယ်လိုပြောဘောလုံးညီကိုတွေကလည်းဗျာစီးလုံးနေဆိုတဲ့အရာကိုအခုလည်းစီးလုံးကြပါတယ်အရင်တော့ကလည်းစီးလုံးခဲ့တယ်ဒါပေမဲ့စီးလုံးကြပါတယ်ဆိုတဲ့အရာကိုကျွန်တော်လှုပ်ချင်တယ်ကျွန်တော်လူတွေကိုလည်းကျွန်တော်ယုံကြည်ရဲကျွန်တော်ကိုကူညီကျွန်တော်နဲ့တူပါဝင်ကူညီလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ရဲအတွက်ကြောင့်ကျွန်တော်ကိုကူညီပေးကြပါအောင်ကျွန်တော်ကို KP နဲ့လည်းလွှဲလို့ရပါတယ်ဝေးနဲ့လည်းလွှဲလို့ရပါတယ်အစုံလွှဲလို့ရပါတယ်900တက်နိုင်900 1000တက်နိုင်1000ပါကျွန်တော် KP နံပါတ်ကတော့3998081334ပါနာမည်ကဆွဲဆိုရှိန်ပါဝေးရလဲအဲ့ဒါပါပဲခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကူညီပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျ